Botox ဆိုတာကကျွန်တော်တို့တန့်စင်ထားတဲ့ protein တစ်မျိုးဖြစ်တယ်အဲ့တော့သူ့ရဲ့နာမည်ကကျွန်တော် botulinum toxin လို့ခေါ်တယ်အဲ့တော့ Botox ကိုကျွန်တော်တို့ခန္ဓာကိုယ်ထဲကိုထိုးလိုက်ပြီဆိုရင်အဓိကတော့ကျွန်တော်ကြွက်သားတွေကိုထိုးတာပေါ့အဲ့တော့ကြွက်သားတွေကိုရောက်သွားပြီဆိုရင်ဒီ Botox ကကြွက်သားတွေကိုယာယီခਿੱတပြေရောစေတယ်ပြေရောစေပြီးတော့ဒီကြွက်သားတွေကြောင့်ဖြစ်လာတဲ့မျက်နှာမှာရှိတဲ့အရေးကြောင်းတွေနောက်ခန္ဓာကိုယ်မှာကိုမလိုချင်တဲ့နေရာမှာကြွက်သားကြီးတွေကြီးနေတာဥပမာဖြင့်မေးရိုးကြွက်သားကြီးကြီးနေတာဒါကိုကျွန်တော်ကသေးသွဲခြင်းနဲ့ဒီလိုခြင်းတွေမျိုးတွေမှာကြွက်သားကိုသူကသေးသွဲသွားစေတယ်ယာယီခਿੱတပြေရော့သွားစေတယ်ကြွက်သားရဲ့အလုံးလုံးမှုကိုရှော့ချလိုက်တဲ့သဘောမျိုးပေါ့ကျွန်တော်တို့ခန္ဓာကိုယ်မှာတချို့နေရာကကြွက်သားတွေကမလိုအပ်ဖဲနဲ့ပို့ပြီးတော့အလုပ်လုပ်တယ်အဲ့ဒီခါမှာကျွန်တော်အရွယ်မတိုင်ခင်အိုမင်းရင်ရော်တဲ့ဒီအရေးချောင်းပေါ်တဲ့ပြဿနာတွေဖြစ်တာပေါ့အဲ့တော့ဒီလိုချင်းတွေမျိုးမှာဒီကြွက်သားတွေကိုကျွန်တော်ကအသိအရင်နဲ့အသုံးမလို့ဘူးနောက်ကိုယ့်ရဲ့အလှပကိုလည်းထိခိုက်စေတဲ့အတွက်ဒါ Botox ထိုးပြီးတော့အလှပရည်ရစေကနေမှာဒီအရေးချောင်းတွေကိုဖျောက်တယ်ပို့ပြီးတော့နှုတ်ပြအောင်ပြုလုပ်ကြတာဖြစ်ပါတယ်အဲ့တော့ Botox ထိုးရင်နာလားဆိုရင်ကျွန်တော် Botox ထိုးလို့ရှိရင်ဒီအက်နဲ့ထိုးတာဖြစ်တဲ့အတွက်နာကျင်မှုတော့အနည်းငယ်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ကဆေးကန်းနေမှာ Botox ထိုးတော့မယ်ဆိုရင်ထုံစေးအရင်ဆုံးလိမ့်တယ်ပြီးလို့ရှိရင်ထိုးကနေမှာတစ်ချက်ချင်းစီမှာရေခဲကပ်ပြီးမှထိုးတာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့နာကျင်မှုကိုကျွန်တော်အများကြီးရှော့ချလို့ရတယ်အဲ့တော့လူတော်တော်များကတော့ Botox ထိုးတဲ့အခါမှာကြုံတွေ့ရတဲ့ဒီနာကျင်မှုကိုခံနိုင်ရရှိကြတယ်အဲ့တော့ Botox ထိုးခြင်းနဲ့နာမှာကြောက်တယ်ဆိုရင်တော့လုံးဝကြောက်စရာမလိုပါဘူးရဲရဲတင်းတင်းသာထိုးလို့ရပါတယ်အဲ့တော့နာကျင်မှုအနည်းဆုံးဖြစ်အောင်လို့ကျွန်တော်ဆေးကနေမှာပြုလုပ်ပေးလို့ရပါတယ်အဲ့တော့ Botox ထိုးပြီးရင်သူ့ရဲ့ရလက်ကိုဘရော့ကြရင်ဘလောက်ကြရင်ရမလဲဆိုရင်ကျွန်တော်တို့3ရက်ကနေ5ရက်ဆိုရင်သူကရလက်ကိုစပြီးတော့ပြတယ်အဲ့တော့ full result ပေါ့ရလက်အပြည့်အဝကိုတော့ကျွန်တော်2ပတ်ဆိုရင်ရပါတယ်အဲ့တော့တချို့တွေဆိုရင်ထိုးပြီးနောက်နေ့မှာတယ်ကျွန်တော် Botox ရဲ့ effect ကိုစပြီးတော့သတိထားမိတယ်ဒီ Botox ထိုးပြီးချင်းမှာကျွန်တော်ဥမာနဖူးရေးချောင်းဖျောက်တယ်ဆိုရင်နဖူးမှာတင်းလာတာလေးလာတာတချို့ဆိုရင်ခေါင်းနည်းနည်းကိုက်တာမျိုးပေါ့နော်အဲ့ဒီပြဿနာလေးနည်းနည်းခံစားတတ်တယ်ထိုးပြီးချင်းမှာပေါ့ဒါလေးတွေကဒါ Botox ရဲ့ effect ကိုသူကစပြီးတော့ပြတာဒါပေမဲ့ဒါတွေကနောက်ရက်ဆိုရင်လုံးဝပျောက်သွားတယ်ဒီပြဿနာတွေဘာမှကြောက်စရာမလိုဘူးဒီဆဆထိုးခြင်းမှာဒါကျွန်တော်ခံစားတတ်တာဖြစ်တယ်ဒါလည်းလူတိုင်းဖြစ်တာမဟုတ်ဘူးပေါ့အဲ့တော့အနည်းချုပ်ပြောမယ်ဆိုရင်တော့ Botox ရဲ့အာနိသင်ကိုကျွန်တော်တို့က3ရက်ကနေ5ရက်ဆိုရင်စပြီးတော့သူ့ရဲ့အာနိသင်ကိုပြတယ်အာနိသင်အပြည့်အဝကိုတော့2ပတ်ပြင်ကျွန်တော်ရပါတယ်အဲ့တော့ Botox ထိုးပြီးရင်သူ့ရဲ့အာနိသင်ကဘယ်လောက်ခံလဲဆိုရင်ကျွန်တော်တို့3လကနေ6လအထိခံပါတယ်အဲ့တော့အနည်းဆုံး3လအများဆုံး6လဒါပေမဲ့ချွင်းချက်အနေနဲ့တချို့တွေမှာ6လကျော်တဲ့အထိသူ့ရဲ့အာနိသင်ကိုရနေတဲ့သူတွေလည်းရှိတယ်ဒါတော့ခန္ဓာကိုယ်ရဲ့ဒီဆေးကိုဖြတ်စည်းတဲ့နှုံးပေါ့ဒီပုံမှာကျွန်တော်တို့မူတည်ပါတယ်အဲ့တော့ကျွန်တော်တို့က Botox ရဲ့အာနိသင်ဘယ်လောက်ခံလဲဆိုရင်အနည်းဆုံး3လအများဆုံး6လလို့မှတ်ထားလို့ရပါတယ်ဒါကြောင့်မလို့ကျွန်တော်က Botox ကိုတစ်နှစ်မှာကျွန်တော်2ခါလောက်ပြန်ပြီးတော့ထိုးပေးမယ်ဆိုရင်တော့အာနိသင်ကျွန်တော်အမြဲတမ်းလို့ရရှိနေမှာဖြစ်ပါတယ်အဲ့တော့ Botox ထိုးပြီးလို့ရှိရင်ကြွက်သားတွေပြေရော့သွားပြီးတော့အလုံးမလုံးတော့ဘူးဆိုရင်ကျွန်တော်တို့ရဲ့မျက်နှာကဒီ frozen ဖြစ်သွားမလားပေါ့နော်ဒီကော်ဘက်ရုပ်ကြီးလိုမျိုးပြုံးနာကြီးတာလို့ရှိရင်အသက်မဝင်တော့တဲ့ပုံစံမျိုးကြီးဖြစ်သွားမလားဆိုပြီးတော့တချို့တွေကစိုးရင်ကြတာရှိတယ်တကယ်တမ်းစိုးရင်မယ်ဆိုရင်လည်းစိုးရင်စရာတော့ရှိတယ်ဒါပေမဲ့ဒါဒီထိုးပေးတဲ့သူပေါ်မှာမူတည်တယ်အဲ့တော့တချို့တွေကဆရာမဟုတ်တဲ့သူတွေနဲ့ထိုးလိုက်မိရယ်အဲ့တော့ဒီ Botox ပမာဏကိုလိုတာတဲ့ပို့ပြီးတော့အများကြီးထိုးလိုက်မိတာမျိုးပြီးတော့နေရာမှားပြီးတော့ထိုးလိုက်မိတာမျိုးဆောင်းရန်ရှောင်းနေကိုတခြားကယူမဆိုင်မိတာမျိုးဒါမျိုးဆိုရင်တော့ကျွန်တော်တို့ကပုံမှန်မဟုတ်တဲ့ unnatural look တွေကိုကျွန်တော်ရရှိနိုင်တယ်အဲ့တော့ကိုယ်ဆရာအောင်နဲ့တခြားထိုးမယ်ကိုလိုချင်တဲ့အနေအထားကိုဆရာအောင်နဲ့တခြား consultation လုပ်မယ်ဆွေးနွေးပြီးတော့မှနေရာမှန်မှန်ကန်ကန်ထိုးမယ်ပမာဏ unit ကိုလည်းတိတိကျကျတွက်ပြီးတော့ထိုးမယ်ဆိုရင်တော့ကိုလိုချင်တဲ့အတိုင်းတဘာဝကြကြလှပမှုကိုကျွန်တော်ရရှိစေမှာဖြစ်ပါတယ်အဲ့တော့ Botox ကိုကျွန်တော်ခန္ဓာကိုယ်ရဲ့ဗနေရာတွေမှာထိုးပြီးတော့ကျွန်တော်တို့ရဲ့ဒီလှပမှုကိုမြင့်တင်လို့ရလဲဆိုရင်အများဆုံးအသုံးပြုတာတော့ကျွန်တော်မျက်နှာပေါ့မျက်နှာမှာဆိုရင်ကျွန်တော်နှစ်ဖူးတုံးတဲ့အခါမှာပေါ်လာတဲ့အရေးကြောင်းတွေနောက်အရန်ရှိလိုက်တဲ့အခါမှာပေါ်လာတဲ့ဒီမျက်လုံးဘေးကကြီးချေရအရေးကြောင်းတွေနောက်မျက်မှောက်ကျုံတဲ့အခါမှာပေါ်လာတဲ့ဒီမျက်လုံးမျက်ခုံးမွေးနှစ်ခုကြားတဲ့က frown lines လို့ခေါ်တဲ့အရေးကြောင်းတွေအဲ့တော့ဒီကောင်းတွေကိုကျွန်တော်ဖျောက်တဲ့အခါမှာအသုံးပြုတယ်နောက်တစ်ခုကဒီမေးရိုးကြွက်သားကြည့်ပြီးတော့မေးရိုးကားတဲ့သူတွေမေးရိုးတွဲခြင်းတယ်ဆိုရင်လည်းကျွန်တော် Botox ထိုးပြီးတော့မေးရိုးတွဲအောင်လုပ်လို့ရတယ်နောက်တစ်ခုကတော့ကျွန်တော်ဂျိုင်းချွေးထွက်များတဲ့သူတွေဂျိုင်းချွေးထွက်တာကိုရှော့ချပြီးတော့ဂျိုင်းနဲ့မနှံ့အောင်လည်းကျွန်တော်ပြုလုပ်တဲ့အခါမှာအသုံးပြုတယ်နောက်တချို့လက်မောင်းကြွက်သားကြည့်လို့လက်မောင်းတုပ်နေတဲ့အမျိုးသမီးတွေကြွက်သားသေးသွဲအောင်လို့ထိုးလို့ရတယ်ခြေသလုံးကြွက်သားကြီးလို့ခြေလုံးကြွက်သားသေးခြင်းတဲ့အမျိုးသမီးတွေဆိုရင်လည်းဒါထိုးလို့ရတယ်ပေါ့အဲ့တော့ Botox ကိုခန္ဓာကိုယ်မှာနေရာတော်တော်များများကျွန်တော်အသုံးပြုလို့ရပါတယ်အဲ့တော့ Botox ထိုးပြီးလို့ရှိရင် down time ရှိလားပေါ့အဲ့တော့သဘောကတော့ Botox ထိုးပြီးလို့ရှိရင်အလုံနားရတာမျိုးတွေတင်းကျပ်တဲ့ဆောင်းရရှောင်းတွေရှိလားဆိုတဲ့သဘောမျိုးပေါ့အဲ့တော့ Botox ထိုးပြီးရင်ကျွန်တော် down time ကတော့မရှိသလောက်ပါပဲအဲ့တော့တတိထားမယ့်အချက်ကတော့ဒီမျက်နှာပေါ့အထူးသဖြင့်တော့နဖူးတို့ဒီကြီးချေရာတို့ဒီမျက်ခုံးတစ်ခုကြာ frown lines တွေကိုကျွန်တော်ထိုးမဲ့ဆိုရင်တော့ဆေးထိုးပြီး9နာရီအတွင်း
င်းမှာတော့လှဲအိတ်တာမျိုးရှောင်ကျင်ပေးရမယ်အဲ့တော့ကျန်တာကတော့အရန်ကြီးdown time အကြကြီးမရှိပါဘူးအဲ့တော့ထိုးပြီးချင်းမှာတော့ဒီထိုးထားတဲ့နေရာတွေကိုဖိတာပုတ်တာတွေမလုပ်သင့်ဘူးနောက်အပူတွေနဲ့ direct ထိတွေ့တာမျိုးကျွန်တော်ရှောင်ကျင်ရမယ်ဒါလေးတွေတော့ကျွန်တော်တတိထားဖို့ရှိတာပေါ့နော်အဲ့တော့ Botox ထိုးခြင်းတယ်ဒါပေမဲ့ down time ကြာမှာဆိုလို့မထိုးဖြစ်သေးဘူးဆိုရင်တော့အဲ့ဒီကိစ္စကိုစိတ်ပူစရာမရှိပါဘူး down time မရှိသလောက်ပါပဲဘလို့သူတွေက Botox ထိုးတင်လဲဆိုရင်နံပါတ်1ကတော့ကျွန်တော်တို့မျက်နှာမှာနဖူးရေးကြောင်းတွေကြီးချေရရေးကြောင်းတွေနောက်မျက်လုံးမျက်ခုံးတစ်ခုကြားကအရေးကြောင်းတွေပေါ်နေတဲ့သူတွေပုံမဆိုးခြင်းဘူးဆိုရင်ထိုးလို့ရတယ်အဲ့တော့မပေါ်သေးတဲ့သူတွေကြိုတင်ကောက်ွယ်ခြင်းတယ်ဆိုရင်လည်းထိုးလို့ရတယ်နောက်ဒီမေယိုးကြွက်သားကြည့်ပြီးတော့မေယိုးကားတယ်မကြိုက်ဘူးမေယိုးတွေ့ခြင်းတယ်ဆိုရင်ထိုးလို့ရတယ်နောက်ဂျိုင်းချွေးအရန်ထွက်ပြီးတော့ဂျိုင်းချွေးနဲ့နန်တဲ့သူတွေဂျိုင်းချွေးမထွက်အောင်လို့ထိုးလို့ရတယ်အဲ့တော့ဂျိုင်းချွေးမထွက်အောင်ထိုးထားခြင်းအပြင်ချွေးမထွက်တော့ဘူးဆိုရင်ဂျိုင်းမှာရှိတဲ့ဘက်တီးရီးယားတွေနဲ့ချွေးတွေနဲ့ပူပေါင်းပြီးတော့အနံ့ဆိုးတွေမထုတ်တော့ဘူးအဲ့ဒီခါမှာဂျိုင်းချွေးနဲ့လည်းတက်တာတယ်ဂျိုင်းချွေးလည်းမထွက်တော့ဘူးပေါ့နောက်တစ်ခုကဒီလက်မောင်းကြွက်သားတို့ခြေသွင်းကြွက်သားတို့ကြီးတဲ့အတွက်သေးသွဲခြင်းတဲ့သူတွေထိုးလို့ရပါတယ်Botox ထိုးပြီးရင်ဆောင်းရံရှောင်းရံနေဘာတွေရှိလဲဆိုရင်နံပါတ်1ချက်ကတော့ကျွန်တော်အထူးသဖြင့်တော့ကျွန်တော်မျက်နှာပေါ့နော်ဒီနဖူးတို့ကြီးချေရတို့ဒါတွေကို Botox ထိုးထားတယ်ဆိုရင်ဆေးထိုးပြီးတော့ကျွန်တော်4နာရီကနေ9နာရီအတွင်းမှာတုံလုံးလှည့်ပြီးတော့အိတ်တာမျိုးတွေကျွန်တော်တို့ရှောင်ကျင်သင့်တယ်။အော်ထိုင်နေတာတို့လမ်းလျှောက်တာတို့လုပ်လို့ရတယ်။နောက်နံပါတ်2ချက်ကတော့ကျွန်တော်ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေပေါ့။ဂျင်မှာသွားပြီးတော့အလေးမတာမျိုးတွေဒီလိုပြင်းထန်တဲ့လေ့ကျင့်ခန်းတွေကျွန်တော်1ရက်ကနေ3ရက်လောက်ထိရှောင်ပေးရင်ပိုကောင်းပါတယ်။နောက်တစ်ခုကဒီချွေးထုတ်ခန်းသွားတာမျိုးပေါ့နော်။ဆောင်းနာသွားတာမျိုးတွေနောက်ရင်နွေးခန့်နွေးနဲ့ခပ်ပူပူနဲ့ကျွန်တော်မျက်နှာတစ်တာတွေနဖူးကိုထိတာတွေနောက်ရင်နွေးပူပူမှုတ်တောက်တာမျိုးပေါ့နော်။ဒီနဖူးကိုအပူငွေ့လာဟတ်တာမျိုးဒါတွေကိုလည်းကျွန်တော်တို့ကဖြစ်နိုင်မယ်ဆိုရင်တော့1ရက်ကနေ3ရက်လောက်ထိရှောင်ပေးသင့်တယ်ပေါ့နောက်တစ်ချက်ကတော့ဒီဆေးထိုးထားတဲ့နေရာကိုဖိတာပုတ်တာပြင်းထန်တဲ့ဒီဖိအားပေးတာမျိုးပေါ့နော်ဒါတွေကိုကျွန်တော်24နာရီလောက်တော့ရှောင်ပေးသင့်တယ်နောက်ဆေးထိုးထားတဲ့ညမှာအကယ်၍ဖြစ်နိုင်မယ်ဆိုရင်တော့ကျွန်တော်အိတ်တဲ့အခါမှာပက်လက်လန်အိတ်တာမျိုးကိုပို့ပြီးတော့အားပေးတယ်ဘေးဆောင်အိတ်တာတို့ဝင်ရမောက်အိတ်တာတို့ဆိုရင်နဖူးကိုသွားပြီးတော့ဖိမိပြီးတော့ဆေးတွေပြန့်သွားပြီးတော့မလိုအပ်တဲ့နေရာတွေရောက်သွားမှာဆိုလို့ဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကျွန်တော်အရက်ဗီယာကို24နာရီလောက်ရှောင်ပေးသင့်တယ်နောက်တစ်ချက်ကတော့ဒီ cosmetic တွေပေါ့နော်ဒီ makeup လိမ့်တာမျိုးတွေကိုကျွန်တော်24နာရီရှောင်ပေးမယ်ဆိုရင်ကျွန်တော်ပိုကောင်းပါတယ်နောက်တစ်ချက်ကတော့Botox ရဲ့အာနိသင်ပိုကောင်းအောင်လို့ကျွန်တော်ရေမင်းများတောက်ပေးတာမျိုးလည်းလုပ်ပေးသင့်ပါတယ်ဒါတွေကတော့ကျွန်တော် Botox နဲ့ပတ်သက်ပြီးတော့ဆောင်ရွက်နေဖြစ်ပါတယ် Oraderm Clinic